ဒီမနေ့သတင်းလေးမှာတော့ဘာစီလိုနာနဲ့အာဂျင်တီးနားဖန်တွေအတွက်စီမံကောင်းစာသတင်းလေးတွေပဲစားလိုက်ပါမယ်။လီယိုနယ်မက်ဆီရဲ့အဖေဖြစ်တဲ့ George Messi ကအသက်68နှစ်မှာ96ပါရောဂါနဲ့ကွယ်လွန်သွားပြီဖြစ်ပါတယ်။မနေ့ညကပဲသတင်းထွက်လာဖြစ်ပြီးတော့လီယိုနယ်မက်ဆီနဲ့အနီးကပ်ဆုံးရှိခဲ့တဲ့သူ့ရဲ့အဖေပေါ့နော်။သူ့ရဲ့အဖေဆိုတာထက်အများကြီးပိုပါတယ်လီယိုနယ်မက်ဆီအပေါ်ကိုသူ့ရဲ့အဖေကသူ့သားကကြီးထွားဟော်မုန်းချိုးယွင်းနေရဆိုမဲ့ဘောလုံးပါရီပါလာတဲ့အတွက်သူ့အဖေကတနေကုန်လှုပ်လှုပ်တဲ့ပြန်လာတဲ့သူ့သားကို train ပေးတယ်ကြီးထွားဟော်မုန်းချိုးယွင်းနေတဲ့အတွက်စေကူတောက်ဖို့တဲ့သူတို့မှဈေးမတက်နိုင်ဘူးဗျအာဂျင်တီးနားကလပ်တွေကလုံးကလပ်တစ်ခုပြီးတစ်ခုသူလိုက်ဆက်တွယ်ပြီးနောက်ဆုံးအဆင်မပြေတဲ့အတွက်သူ့သားကိုယ်တိုင်လက်ဆွဲခေါ်ပြီးတော့စပိန်ထိတက်သွားပြီးတော့ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီမှာတွားရောက်စံသက်ခံတယ်ဘာစီလိုနာဘက်ကစေကူတာပေးမယ်လီယိုနယ်မက်ဆီကိုထားခဲ့မလားလို့မေးတဲ့အချိန်မှာတော့သူ့သားလီယိုနယ်မက်ဆီရဲ့စိတ်ဆန္ဒပဲမေးလိုက်တယ်သားအာဂျင်တီးနားကိုပြန်ကြလားလာမာစီယာမှာလေ့ကျင့်လားဆိုတော့လီယိုနယ်မက်ဆီလိုခလေးတစ်ယောက်ကဗျာလာမာစီယာမှာနေကျင်တယ်လို့ပြောတဲ့အတွက်သူ့ရဲ့အဖေကလီယိုနယ်မက်ဆီဘေးမှာပဲအပြေးဝနေပြီးတော့ရီဇာရီယိုနော်အာဂျင်တီးနားဘက်ကမှပြန်တော့မဲ့သူ့သားလေးဘေးမှာပဲအပြေးဝနေပြီးတော့လီယိုနယ်မက်ဆီလာမာစီယာနဲ့တဆေဘာစီလိုနာအသင်းမှာအောင်မြင်မှုတွေများစွာရတယ်ပြီးတော့ PSG ကိုထွက်ခွာတယ် PSG ကိုထွက်ခွာပြီးတော့အင်တာမိုင်မျိုးတောက်လျှောက်ထွက်ခွာတယ်ဝေါ်ကတ်တွေရတယ်အဲ့လိုမျိုးလီယိုနယ်မက်ဆီကစားသမားတယောက်ဘောကပြည့်စုံတဲ့အချိန်တွေအကုန်လုံးမှာလီယိုနယ်မက်ဆီရဲ့အဖေတယောက်ထက်ပို့ပြီးတော့အေဂျင့်တယောက်လည်းဖြစ်တယ်သူ့ရဲ့နီးပြတယောက်လည်းဖြစ်တယ်မန်တာတယောက်လည်းဖြစ်တယ်ဗျအဆဆရလီယိုနယ်မက်ဆီဘေးမှာရှိခဲ့ပြီးတော့နောက်ဆုံးအင်တာမိုင်မျိုးပြောင်းတဲ့အထိလီယိုနယ်မက်ဆီရဲ့ဘေးမှာအပြည့်အဝလိုက်လံဆောက်ရှောက်ပေးခဲ့တယ်တကယ်ကိုလီယိုနယ်မက်ဆီအတွက်အဖေထက်ပိုတဲ့လူသားတယောက်ပေါ့နော်သူ့အတွက်အရာပဲဗျတကယ်ကလီယိုနယ်မက်ဆီရောသူ့အဖေရောနှစ်ယောက်လုံးတာဝန်ကျေဗျသူ့အဖေကလည်းလီယိုနယ်မက်ဆီလိုကစားသမားတယောက်ကျွန်တော်တို့အိုက်ဒေါဖြစ်ထားမဲ့ဂုတ်တယောက်ကိုဗျာဒီကဘာလေးကိုရအောင်ခေါ်လာပေးတယ်ကြီးထွားဟော်မုန်းချိုးယွင်းနေတဲ့ကလေးဘွားကနေပြီးတော့အခုလိုမျိုးကဘာပေါ်မှာစူဖလားအများဆုံးဘလုံးတီအများဆုံးကစားသမားဖြစ်တဲ့ဒီဘေးကနေတရဲမပြတ်လိုက်လံဆောက်ရှောက်ပေးခဲ့ဗျာတကယ်ကိုတာဝန်ကျေတဲ့ကဘာပေါ်မှာထပ်ပြီးတော့လီယိုနယ်မက်ဆီအတွက်အစားထိုးလို့မရနိုင်ဘူးထို့တူလီယိုနယ်မက်ဆီကလည်းသူ့အဖေအတွက်စုတစိမ်ပေါင်းများစွာနဲ့သူ့အဖေပေးဆက်ရနဲ့တက်အောင်တကယ်ကိုကြိုးစားပေးခဲ့တယ်သူတို့သားဖားနှစ်ယောက်လုံးတန်ပါတယ်ဒါမဲ့လည်းဘလောက်ပဲအောင်မြင်မှုတွေရချမ်းသာမှုတွေရှိတေးချင်းဆိုတဲ့တရားကိုဘယ်သူမှမကြော်နိုင်ဘူးသူတို့မှလည်းသူတို့ရဲ့ယုံကြည်မှုရှိတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာအယူအရလီယိုနယ်မက်ဆီဖေကောင်းရမှုများဘုံဘောရောက်ရှိပါစေကောင်းအောင်သူကလေးလာပါစေ rest in peace ပေါ့နော်ကျွန်တော်တို့အဲ့လိုပဲပြောနိုင်ပါတယ်နောက်ထပ်သတင်းလေးမှာတော့ Ferran Torres ကတော့ကမ္ဘာဖလားမှာဂိုးတကူတဲ့သွင်းမျိုးသူ့ရဲ့ဘဝကလုံးဝအကြီးကျယ်ပြောင်းလဲသွားပြီနီးပြိုင်ဟန်စီဖလစ်ကသူ့ကိုခေါ်မိတယ်မင်းဘာစီလိုနာမှာကစားချင်လား PSG မှာကစားချင်လားဆိုတော့ Ferran Torres အနေနဲ့ PSG နဲ့ဘာစီလိုနာရှင်နေတဲ့အချိန်မှာတော့သူက UCL ဝင်တာဖြစ်တဲ့ PSG အသင်းကိုပဲရွေးချယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပဲဖြစ်ပါတယ် PSG အသင်းကပါသူ့ကိုချက်ချင်းဆက်သွယ်ပြီးတော့သူတို့နှစ်ယောက် personal agreement ပေါ့နော်ရသွားပြီစာချုပ်ကိစ္စတွေသဘောတူညီချက်ရသွားပြီ PSG အသင်းက Ferran Torres ကိုစာချုပ်၄နှစ်ချုပ်ချင်တယ် Ferran Torres ကလည်း PSG အသင်းကိုပြောင်းဖို့အတွက်တရားခံတို့သဘောတူညီရသွားပြီဖြစ်တဲ့အတွက် PSG အသင်းကဘာစီလိုနာကို inform လုပ်ထားတယ်မကြခင်အချိန်တွေမှာသူတို့ Ferran Torres အတွက်ကလပ်အသင်းချင်းတာဝန်ရှိလူတွေစကားပြောပြီးတော့ကမ်းလှမ်းမှုနဲ့အတူပြုလုပ်တော့မှာဖြစ်ပါတယ်ဘာစီလိုနာဘက်ကတော့အများကြီးတော့မမျော်လင့်ပါဘူးညီကိုတန်း90ကျော်ပမာဏလောက်ပဲ Ferran Torres ကလည်းသူ့ရဲ့ဘဝပိုကောင်းမှုအတွက် Paris ကိုရွေးချယ်တာသူ့မှာလည်းသူ့ခံစားချက်ရှိမှာညီကိုလည်းသူလည်းဒီဘာစီလိုနာမှာအဆင်ပြေဘူးဆိုမဲ့ Paris ကိုရောက်သွားပြီးတော့ Dembele လိုဘလုံးဒီရောပါရသွားနိုင်လားပြောလို့မရအောင်နော်ဒီကောင် greatest of some time ခြေစွမ်းကောင်းလဲဆိုလဲ Luis Enrique ပေါ်မူတည်ပြီးတော့ဒီကောင်ခြေစွမ်းကြီးက share ဖြစ်သွားရင်ဒီကောင်သူ့ဘဝကြီးထွန်းတောက်သွားနိုင်တာပဲဒါသူ့ရဲ့ရွေးချယ်မှုပဲ Ferran Torres ကအခုလိုမျိုးအသင်းကိုထွက်သွားဖို့လုပ်နေတဲ့အချိန်မှာတော့အသင်းကိုတကယ်ချစ်တဲ့ Joao Cancelo က sorry bro လေးကအဲ့လာတင်းနဲ့ training ဆင်းနေတဲ့အချိန်မှာသူ့ရဲ့ story မှာဘာစီလိုနာကိုပြန်လာတဲ့ black and white ပေါ့နော်အဖြူမဲ့ဓာတ်ပုံဘာစီလိုနာ jersey နဲ့ဓာတ်ပုံကို story မှာကောက်ပြီးတော့တင်ထားတယ်အဲ့လိုမျိုးဖြစ်နေရပါဗျာကစားသမားတယောက်က Fabrizio Romano ကိုယ်တိုင်လည်းအတည်ပြုထားတယ်ဘာစီလိုနာဘက်က Joao Cancelo 3ချိန်မြောက်ကတ်တယ်လို့ပြန်ခေါ်ဖို့အတွက်အရှိန်အဟုန်မြင့်ပြီးတော့ဆောင်ရွက်နေပြီမကြခင် Joao Cancelo ရဲ့ home camp ကိုထပ်ပြီးမြင်ရတော့မှာဖြစ်ပါတယ်